မင်္ဂလာပါကျွန်တော်ရဲ့ channel ကနေကြိုဆိုပါရစေ။တမိုင်းဆိုတာစာအုပ်တွေထဲမှာပဲရှိနေတာမဟုတ်ပါဘူး။တခါတလေမှာမကျွတ်မလွတ်သေးတဲ့ဝိညာဉ်တွေရဲ့တီးတိုးတန်တွေထဲမှာလည်းရှိနေတတ်ပါတယ်။ဒီနေ့မှာတော့အင်းဝါမြို့ဟောင်းကနန်းပြက်ကြီးတွေရှားမှာနှစ်ပေါင်းများစွာပိတ်မိနေတဲ့တစ္ဆာဆောင်တော်ဝိညာဉ်ဆိုတဲ့ဖိယက်မန်ဆန်းဆန်းဇလန်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အမောင်ထဲမှာတယောက်တည်းအေးဆေးဆေးနားဆင်ကြည့်လိုက်ရအောင်ဗျာကျွန်တော်ကတော့မြန်မာပြည်ကိုသိချစ်တဲ့မြန်မာတိုင်းရင်းသားတယောက်ပါကျွန်တော်နာမည်ကိုမင်းမင်းပါကျွန်တော်ဟာတမိုင်းဝင်နေရာတွေကိုလိုက်လံမှတ်တမ်းတင်ရတာဝါသနာပါတဲ့တက်ပုံစရာတယောက်ပေါ့လွန်ခဲ့တဲ့နှစ်အနည်းငယ်ကအင်းဝါမြို့ဟောင်းစီကိုကျွန်တော်တယောက်တည်းခီးထွက်ထည့်မိတယ်အဲ့ဒီနေ့ကနေဝင်ယူရောချင်းကောင်းငင်ကြီးကသွေးရောင်လွှမ်းနေတယ်လို့ရဲနေလို့ကျွန်တော်ကတော့နန်းမြင့်ညိုစင်နာကအုတ်ရိုးဟောင်းတွေကြားမှာထပ်ပုံရိုက်ဖို့နေရရှာငီတုံးပဲလေးတူးတို့မှာထူးထူးဆန်းဆန်းနဲ့အေးဆက်ဆက်အငွေအသက်ကြီးကလွှမ်းမိုးနေတယ်ရုတ်တရက်နှာခေါင်းထဲကိုနန်းတွင်းသုံးနှံတာဖြူနန်းခတ်ပြင်းပြင်းကြီးတိုးဝင်လာလေဒီလိုလူသူကင်းမဲ့တဲ့နေရာမှာဒီလိုအနံ့မျိုးကဘယ်ကရောက်လာတာလဲအဲ့ဒီနောက်မှာတော့မင်းကလေးတယောက်ရဲ့ရှိုက်ကြီးတင်ငင်ငိုးတန်းကိုကြားလိုက်ရတာပါပဲငိုးတန်းကအရန်ကိုနာကျင်နေတဲ့ပုံစံမျိုးဗျာကျွန်တော်အတန်လာရအုတ်နိုင်ရန်အကွဲကိုချောင်းကြည့်လိုက်မိတယ်အဲ့ဒီမှာရှေးခေတ်နန်းတွင်းသူတွေဝတ်ဆင်တဲ့တပီအနားစားကထင်ထင်ရှားရှားကြီးသူမကမြေကြီးပေါ်မှာထိုင်ပြီးအုတ်ခဲဟောင်းတွေကိုလက်နဲ့တယူတရပွတ်တတ်နေရှာလာကျွန်တော်ကြောက်နဲ့ပဲအမဘာဖြစ်လို့လဲလို့မေးလိုက်မိတယ်မင်းငါရဲ့သစ္စာတော်ကိုမြင်နိုင်သလားအဲ့ဒီနောက်မှာတော့ကျွန်တော်မျက်စိရှိမှမြင်ကွင်းတွေကဝေဝါးသွားပြီးအတိတ်ကာလစီကိုရောက်သွားသလိုခံစားလိုက်ရတယ်လွန်ခဲ့တဲ့နှစ်ပေါင်းရာနဲ့ကြီးတဲ့အင်းဝါခေတ်နောက်ပိုင်းကာလနန်းတွင်းထဲမှာအာနာလူပွဲတွေပြင်းထန်နေတဲ့အချိန်ပေါ့အဲ့ဒီအမျိုးသမီးဟာနန်းတွင်းကအပြိုတော်လေးမနှင်းနွယ်ပါသူမဟာမိဖုရားကြီးရဲ့အယုံကြည်ရသောအစေအဘားတယောက်ဖြစ်လို့နန်းတွင်းရဲ့လျူရွှေရဲ့အတော်များများကိုလည်းတည်ထားသူပါဒီနေ့မှာတော့တစ္ဆာဖောက်အမတ်တစုကမိဖုရားကြီးကိုလှုပ်ကြံဖို့ကြံစီကြတယ်မနှင်းနွယ်ကအဲ့ဒီအစီအစဉ်ကိုကြိုတင်သိရှိသွားပြီးမိဖုရားကြီးကိုအချိန်မီအတီးပေးနိုင်တယ်ဒါပေမဲ့အဲ့ဒီလုပ်ရက်ကပဲသူမအထွက်တေမင်းကိုခေါ်ဆောင်လာခဲ့ပါတယ်တစ္ဆာဖောက်တွေကဒေါသထွက်ပြီးမိဖုရားကြီးရဲ့တန်ဖိုးကြီးယရနာတွေကိုမနှင်းနွယ်ကခိုးယူပါတယ်ဆိုပြီးမတရားဆွဆွဲကြတယ်။သူမကိုနန်းတွင်းအချင်းထောင်ထဲမှာရက်ဆက်ဆက်ညှဉ်းပန်းနှိပ်စက်ခဲ့ကြတယ်။ဒါပေမဲ့သူမဟာဘယ်တော့မှအမှန်တရားကိုလက်မလွတ်ခဲ့ဘူး။နောက်ဆုံးမှာတော့ဒီအုတ်ယူဟောင်းကြီးရှိတဲ့နေရာမှာပဲသူမကိုကြိုးကွင်းစွတ်တက်ဖြတ်ဖို့စီရင်ခဲ့ကြတယ်။သူမတေဟာနီးမှာမိုးကောင်းကင်ကြီးကိုကြည့်ပြီးကျိန်ဆိုခဲ့တယ်။ငါရဲ့သစ္စာတရားကိုမသိနေချင်းဒီနန်းတော်ရာကနေငါဘယ်တော့မှမထွက်ဘူးငါရဲ့ဝိညာဉ်ဟာဒီနေရာမှာပဲအမှန်တရားကိုစောင့်နေမယ်ကျွန်တော်တတိပြန်ဝင်လာတဲ့အချိန်မှာတော့သူမှမရှိတော့ပါဘူးဒါပေမဲ့ကျွန်တော်ခြေရွက်မှာထူးဆန်းတဲ့အရာတစ်ခုကိုတွေ့လိုက်ရတယ်သူမငိုနေခဲ့တဲ့မြေကြီးအောင်မှာတဝက်ပြတ်ပေါ်နေတဲ့ရှေးဟောင်းရွှေရင်တိုးလေးတစ်ခုပါအဲ့ဒီရင်တိုးလေးရဲ့အနောက်မှာတစ္ဆာရှိသောမနှင်းနွယ်ဆိုတဲ့စာသားလေးပါနေရကိုအံ့ဩစွာတွေ့လိုက်ရတယ်ကျွန်တော်အဲ့ဒီရင်တိုးလေးကိုဖော်ယူပြီးသက်ဆိုင်ရာပြတိုက်ကိုအပ်နှံခဲ့ပါတယ်သူမရဲ့တမိုင်းကြောင်းကိုလည်းတေးချမှတ်တမ်းပေးခဲ့ပါတယ်အဲ့ဒီအချိန်ကစပြီးအင်းဝါမြို့ဟောင်းမှာအဲ့ဒီအမျိုးသမီးရဲ့ငိုတန်းကိုဘယ်သူမှမကြားတော့ပါဘူးသူမရဲ့သစ္စာတရားကိုတဆုံတယောက်ကအတိအမှတ်ပြုပေးလိုက်လို့သူမကျွတ်လွတ်သွားတာချင်နိုင်ပါတယ်။တမိုင်းဆိုတာတခါတလေမှကျွန်တော်တို့မသိနိုင်တဲ့လျှို့ရွှေ့ရသည်အများကြီးရှိနေတတ်ပါတယ်။သူမရဲ့သစ္စာတရားဟာရာစုပေါင်းများစွာကြာခဲ့ပေမဲ့အခုတော့အေးချမ်းသွားခဲ့ပါပြီ။အခုလိုနားဆင်ပြတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာဇာတ်လမ်းတွေကိုနားဆင်ဖို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်။အားလုံးပဲပေးကင်းကြပါစေဗျာ